မင်္ဂလာပါတငယ်ချင်းလေးတို့ရေလိန်မာတော့ကြက်တူးရွေးလေးဟိုးရှေတုံးကလူသူမနီးတဲ့တောနတ်ကြီးတစ်ခုထဲမှာအင်မတန်ထူးခြားတဲ့ကြက်တူးရွေးလေးတစ်ကောင်ရှိခဲ့ပါရဲ့သူ့မှာရွှေရောင်တန်းနေအတောင်ပန်းတီရှိသလိုရွှေထက်တန်ဖိုးရှိတဲ့စိတ်နှလုံးသားလည်းရှိပါတယ်သူဟာတခြားငတ်တွေလိုပျော်ပါနေတာထက်မျက်စိမမြင်တော့တဲ့မိဘအိုးကြီးနှစ်ပါးကိုပြုစုလှုပ်ကြွေးရတာကိုပဲဘဝရဲ့ပျော်ရွှင်မှုလို့မှတ်ယူထားသူပါဒီကြက်တူးရွေးလေးရဲ့လိမ်မာရင်ကျေးမှုဟာတောဆောင်နတ်တွေတောင်ချီးကျူးရတဲ့အထိကြော်ကြားလာပါတယ်ဒါပေမဲ့ဒီနေ့မှာတော့ကံကြမ္မာရဲ့ရက်ဆက်တဲ့စမ်းသက်ချက်ကရောက်ရှိလာပါတော့လေကောင်းကင်ရင်တစ်ခုလုံးမောင်မဲထားပြီးတောနတ်ကြီးရဲ့တစ်ဖက်ချမ်းကနေကြောင်းမတ်ဖွယ်ကောင်းတဲ့တောမီးကြီးဟာအရှိန်အဟုန်နဲ့ကူးဆက်လာပါတော့တယ်တခြားငတ်တွေတတဝါတွေဟာသူတို့အသက်ကိုလူပြီးထွက်ပြေးနေကြပေမဲ့လိမ်မာတဲ့ကြက်တူးရွေးလေးကတော့သူ့မိဘတွေကိုထားခဲ့ဖို့အိမ်မက်သေးမှာတော့မစင်စားခဲ့ပါဘူးအေယာမမိတောက်ကြီးတွေကိုရေဆက်လေးအနှဲငယ်နဲ့ငိမ့်တက်ဖို့ကြိုးစားတာဟာရဲစရာကောင်းတယ်လို့လူတွေကထင်ကောင်းထင်ပါလိမ့်မယ်ဒါပေမဲ့ဒီညက်ငယ်လေးရဲ့ရင်ထဲမှာတော့ငါမိဘတွေကိုကယ်တင်ရမယ်ဆိုတဲ့သစ္စာတရားကိုလွဲလို့ဘာမှမရှိပါဘူးသူ့ရဲ့အတောင်ပန်တင်မီးဟတ်ခံရလို့နာကျင်နေပေမဲ့သူမနာတမ်းပြန်တန်းနေပါတယ်။သက်ဆက်ချင်းသောရေဆက်လေးတွေဟာသူ့ရဲ့မေတ္တာတရားတွေပဲဖြစ်ပါတယ်။သူ့ရဲ့ခန္ဓာကိုယ်ရဲ့ဒဏ်ရာတွေဟာပြင်းထန်လွန်လာပါတယ်။အသက်ရှူတိုင်းမှာမိโกနန့်တွေကသူ့ရင်ကိုလောင်မြိုက်နေပါတယ်။ဒါပေမဲ့သူမရှုံးနိုင်သေးပါဘူး။သူဟာနောက်ဆုံးထက်သက်အထိသူမိဘတွေကိုကာကွယ်ဖို့ဆုံးဖြတ်ထားပါတယ်။အဲ့ဒီအချိန်မှာပဲကောင်းကင်ယံကနေနမင်းကြီးတကြားမင်းဟာဒီငှက်ငယ်လေးရဲ့တတိနဲ့တစ္ဆာတရားကိုစမ်းသပ်ပြီးလူရောင်ဖန်ဆင်းပြီးရောက်ရှိလာပါတော့တယ်။သိန်းငှက်ကြီးကကြက်တူးရွေးလေးကိုမေးခွန်းတစ်ခုမေးလိုက်ပါတယ်။မင်းရဲ့အသက်ကိုယဉ်ပြီးဒီအချီးနှီးထွမဲ့အလုပ်ကိုဘာကြောင့်လုပ်နေရတာလဲ။မင်းရဲ့မိဘတွေကိုဆွတ်လွတ်ပြီးအခုချက်ချင်းပြန်သွားရင်မင်းအသက်ကိုကယ်နိုင်တယ်လို့ပေါ့။ကြက်တူးရွေးလေးကတော့စကားတခုမှမဆိုပါဘူး။သူဟာတေမင်းနဲ့ရင်ဆိုင်နေရတဲ့ကြားကနေသိန်းငယ်ကြီးကိုတင်းငိမ်တဲ့မျက်လုံးတွေနဲ့ကြည့်လိုက်ပါတယ်။မီးတောက်ကြီးတွေကြားမှာကြက်တူးရွေးလေးတစီတစီဖြစ်သွားမလား။သိန်းငယ်ကြီးကတော့ရန်တူလားဒါမှမဟုတ်ကဲတင်ရှင်လား။ကြက်တူးရွေးလေးရဲ့သစ္စာတရားကတောမီးကြီးကိုအနိုင်ယူနိုင်ပါမလား။ကြက်တူးရွေးလေးရဲ့ကံကြမ္မာကိုဆက်လက်တင်ဆက်ပေးသွားပါမယ်။